လည်းမရှိတော့ဘူးလူတွေကဝက်ချန်လည်းမရှိတော့ဟဲလာလာလိုက်တာစကီးနေကောင်းလာလိုက်တာဆိုတော့အဲ့ဒါရတကယ်ရလက်တစ်ခုပဲဒါကလည်းအရန်ကြိုက်တာဒီနေ့ဟန်လေးကတော့ပြုံးနေနိုင်ပြီပေါ့နော်လုံခဲ့တဲ့ရှေ့လာတွေကဆိုလို့ရှိရင်လည်းအရန်စိတ်ရတယ်ဟန်လေးရဲ့မျက်နှာတစ်ခုလုံးကဒီပျက်စီးသွားတယ်ပေါ့နော်ဝက်ချန်လေးကတနေ့တော့အစ်စ်ရောအဟောင်းရောအဲ့လိုပြုံပြီးထွက်လာတဲ့အချိန်မှာဟန်လေးစိတ်သက်တွေလည်းအရန်ကြတယ်အဲ့ဒီအချိန်မှာလေဒေါက်တာအီကိုရောက်ခဲ့တယ်ဒေါက်တာအမီဟာနဲ့ဆရာနဲ့ဘောလုံးစကားကြီးပြောဖြစ်တဲ့ဒီထိုင်နဲ့ဆရာကတော့အလေးကိုအကြံဉာဏ်အများကြီးပေးပါတယ်ပုံမှန်လေးလာဖို့ကုသဖို့ဆေးလက်ပုံမှန်တောက်ဖို့ပြီးလို့ရှိရင်အစားအသောက်တွေလည်းရှောင်ဖို့ပူဆက်တွေစားရည်လည်းရှောင်ရမယ်ပုံမှန်လေးလည်းလာခုပါပြောင်းနိုင်ပါတယ်စိတ်သက်မကြပါနဲ့လို့ဟန်လေးတေချာလေးလိုလေးပြောပြီးချော့ပြီးတော့ကုသပေးခဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်မျက်နှာကိုအရင်ကထက်အစပေးတာကိုဒီကြီးဆိုင်လာတယ်။အရင်ကကြီးဆိုင်တယ်ဒီလိုလေးလှုပ်လိုက်တယ်ဆိုတက်လိုက်တယ်ဆိုပြီးကိုစင်ပြေလက်ထင်နေတာ။ဝက်ချန်ပေါက်တဲ့လူတွေကိုမြင်လို့ရှိရင်ဟဲ့ဝက်ချန်နေဘလို့အများကြီးဖွင့်များလဲ။ဒါပေမဲ့ဘလို့ကူရမယ်ဆိုတော့မသိခဲ့ဘူး။ဒီဟိုင်းတော့သူဘာလဲအူရင်းစားရေးစားပြီးပျောက်သွားမယ်လို့ပဲထင်နေပေါ့နော်။တကယ်တော့အများကြီးပဲခုမှဆောင်ရန်ရှောင်ရန်ရမယ့်ဟာအများကြီးပဲဟဲ့လေးဆိုရင်တော့ဘယ်လိုပြောမလဲကောင်းဆိုလေးပိုင်းနဲ့လဲရတဲ့အချိန်တွေမျိုးတို့အဲ့ရဒီနေ့လည်းခါရှော်ရတဲ့အချိန်တွေမျိုးအကုန်လုံးစိုက်ကိုရမ်းဖောက်သွားလို့ရှိတော့ဆိုရင်အဲ့တော့ထွက်တဲ့ပြဿနာဖြစ်တဲ့လူတွေလည်းဒီကအញ្ញံပေးချင်တယ်စိတ်ခါမှာလေးလိုလေးချာဇာဝင်နဲ့တိုင်ပြီးတော့မှဒီခါလေးစိတ်မှန်လို့ပြီးတော့မှစိတ်ချလိုက်လို့ဖြစ်လို့ရှိရင်ဒါကိုလည်းတစ်ချိန်ကပျောက်သွားတော့ပေါ့နော်ဆက်နေနေတယ်မမရဒီမှာတော့ဒီမှာတော့ဒီလိုထုတ်ပြီးနေအပေါ်မှာကိုမြင်တော့ကအရင်ကတို့လာတယ်ဆရာမရဲ့ညစ်ပြီးတဲ့ချိန်ချာခံစားရတာပြင်ရမီလို့ကောင်းတယ်အနာရောအစ်တော့လာတော့ညနာပေါ်မှာအနာလေးဖြစ်တာဖြစ်တော့ဒီလိုကအကူအညီထုတ်လာတဲ့တဲ့ခြာလေးညှိထုတ်ပြီးတယ်ခြာလေးတစ်ခါချင်းချင်းနဲ့သိရှိပါနဲ့တမအဲ့ချော်လိုက်ကိုလုပ်ပြီးလိုက်နဲ့ဒါလေးကြောလိုက်နဲ့ခိုင်ရလေးအရင်နေလို့ကြောင်သွားတဲ့အချိန်မှာမဆိတ်ပိုင်းကတ်တဲ့အချိန်နောက်ဆုံးဒီတစ်ချက်လေးညှစ်ပြီးခိုင်ရပြီးတော့အကုန်လုံးမကတ်တဲ့အချိန်တိုင်းတော့အိပ်ရောအရင်ဒီလေးကအရင်ခံစားချက်ကအရင်နေလို့တော့ဆက်လေးနဲ့လေအဲ့လိုဒီလာလေးမှာအဲ့လိုကျင်လေးဖြစ်သွားမျက်နှာလေးကိုအဲ့ဒီဟာကဒီဝက်ချန်နေလားမှရှိရတဲ့ဟာလေးတော့ဆင်းနေတာနော်ဒီလိုဆင်းနေတာနေတယ်အဲ့လိုလှိမ့်နေတာအဲ့ကျင်တဲ့ခံစားချက်လေးကလည်းဟိုတကယ်လို့ဝက်ချန်လို့ကြီးတဲ့နေရာမှာဆိုရင်တော့ဟိုကလည်းပူကျင်တာပေါ့အဲ့လိုမျိုးပေါ့နော်အခုကတော့အဲ့ကျင်တဲ့ feeling လေးကလည်းတကယ်ခံစားလို့ပြန်ကောင်းတယ်အဲ့ဒါလေးတောင်းတော့ဒီလေးစားဖြစ်တဲ့ဟာလေးကပြီးပြီးလောက်တော့ဒီ human နဲ့ဒီ grey လောက်တော့တစ်ပတ်မှာဒီတော့ရရှိလာတဲ့ result တွေကပုံနေလို့လေဒီလိုပြည့်ထည့်ပြထားမယ်ဆိုလို့ရှိရင်ပုံပြီးသိတာရပေါ့နော်ပုံပြီးတစ်ပတ်နဲ့တစ်ပတ်ပဲကြောင်းလဲသွားတဲ့ result တွေကိုလည်းမြင်တွေ့ရမှာပါဆိုတော့ result တွေကတစ်ပတ်နဲ့တစ်ပတ်တော့ပုံပြီးတရက်နဲ့တရက်ကတော့မတူညနာလေးရော့ပြီးပါလာပြီးကြောင်းလဲသွားတာကိုစိတ်စိတ်ကလည်းမျိုးလေးခက်ကနေပြီးတော့မှ comment ပေးချင်တာပို့ပြီးတော့ဒီကထပ်ပို့ပြီးတော့ကောင်းလာတယ်ဒီကထပ်ပို့ပြီး site ကိုကောင်းလာတယ်ဟုတ်တာလေလို့ရှိရင်အဲ့လိုတွေလည်းကျွန်တော်ခုသွားမယ်လို့လည်းကလည်းကြည်လင်းနေလေပေါ့ပြီးတော့ဒီလာသူရေနဲ့တောက်ဖြစ်လာတယ်ရေတောက်ရမ်းနေတဲ့လူကဒီခန်းကလည်းလို့ဆိုတယ်ဒီတောက်ပါရေတောက်ပါရေနဲ့တောက်ပါဆိုရင်ဒီတောက်တယ်နည်းများလာပြီနောက်ပိုင်းဒီတောက်များလာတယ်အေဘောကတော့သိလာတယ်အဲ့လိုတွေဒီခက်ကပို့ပြီးတော့မှာကိုယ် confidence ရှိနဲ့အပေါင်းမနဲ့ဒီပုံစံမှာလည်းလုပ်ပြီးတော့ဒီလိုမျိုးဆောင်းဆောင်းနေလို့ဒီပါရင်းနဲ့အခုလိုတော့ဒီလိုမျိုးချက်နေတာကိုဖြည့်ရှင်းနေတယ်ဒီတော့ဖြည့်ရှင်းနေတယ်ဒီတော့ဒီမှာအားလုံးပေါ့နော်အဲဒီကတာဒီနဲ့နေဒီခေါ်လိုက်ပါလေဘောလို့ဆိုရင်လည်းဒီလိုပေါ့နော်အဲဒီတာပါဒီရှောင်းမှာခုလိုမျိုးရဲ့ညနာလေးပြန်ပိုင်ဆိုင်နေပြီအဓိကတော့ဒီမှာနောက်ဆုံးဒါလည်းတို့ listening process
စက်ပစ္စည်းကိရိယာတွေနဲ့အတူတူဟန်လေးတို့ဒီဆရာမတွေအကုန်လုံးကတည်တည်ချာချာတက်ကျွမ်းတဲ့ပညာတွေနဲ့အကုန်လုံးကုသပေးနေတာဖြစ်တဲ့အတွက်ဟန်လေးကယုံကြည်စိတ်ချစွာနဲ့ဒေါက်တာအေကိုလာခဲ့ဖို့လည်းဖိတ်ခေါ်ချင်ပါတယ်ပြီးလို့ရှိရင်ဒေါက်တာအေကစီကန်းတစ်ခုလုံးရှိတဲ့ကိုရီမားရီဆရာဝန်တွေပေါ့နော်ပြီးလို့ရှိရင်ဒေါက်တာအောင်ဒီဟာအစအကုန်လုံးဟန်လေးကကျေးဇူးများတင်ပါတယ်ဟန်လေးဒီလိုမထင်မှတ်ထားတဲ့ဝက်ချန်ပြဿနာလေးဖြစ်ခဲ့ပြီးတော့ဒီဝက်ချန်ကိုစိတ်ခွန်အားလူခွန်အားအကုန်လုံးအားဆိုင်ပြီးချိန်ပြီးတော့ဟန်လေးကိုကောင်းကောင်းမွန်မွန် take care လုပ်ပြီးတော့ကိုညီမလေးကိုခုလိုမျိုးပြန်ပြီးတော့လာလာပါလေးပြုံးလာနိုင်အောင်ညီပေးခဲ့တဲ့ဒေါက်တာအေပဲအများကြီးဟန်လေးကကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်